ကျွန်တော်ကဟိုပဲခောက်ဆိုအချိုးကောင်းလေးဒါငါညမဝင်ဝဲဆိုင်ငယ်မ ဟုတ်ကိုကြီး ဆိုင်ဒီနေ့မှပြန်ထွက်တာလား ဟုတ်ကိုကြီး ဘာဖြစ်လဲရီးစားပူမိနေလို့ဆို အာမဟုတ်တာကိုကြီးလူများမှတ်နေတာမသိဘူး ဒါကိုမင်းတစ် ဟုတ်ကဲ့မင်္ဂလာပါညီမ အခုကြိုက်တာရှင်ယူအားလေးလက်ဆောင်ထည့်ပေးလိုက်မယ် မဟုတ်တာညီမလေးရလေကိုရန်ကုန်ကလူတဘာမှမပေးရသေးဘူးညီမလေးတစ်ခါဝယ်ရတော့မယ်လေနော်ကဲနိုင်ဝင်မင်းလက်ဆောင်ဝယ်မယ်ဆိုလို့ရှိရင်မယူလိုက်မစုံနဲ့အများအားပေးနော်ဒါကိုတင်မောင်ဝင်းရဲ့ညီမဆိုင်ဟုတ်လားဒါဆိုတော့ညီမလေးကိုတို့ဈေးလျှော်ပေးရမယ်နော် မင်းရလေဟိုဘာမှမလျှော့ပေးနဲ့ညီမလေးအကိုတို့ကဟိုမဝယ်ဘူးဆိုလည်းမဝယ်ဘူးဟိုဝယ်ပြီဆိုလည်းမဝယ်ဘူး မင်းကဘယ်တော့ဝယ်မှာတော့ခဏ နောက်မနေကြနဲ့ညီမလေးတို့ချင်းပေးလိုက်ပါဝယ်တာများမှာဆိုတို့ကြိုက်တာရွေးထည့်ပါစေ ဟုတ်ကဲ့ရရေးမယ်လား ဝယ်မှာ ဝယ်မယ်ကိုတားယူမယ်နော် ကိုတီပေါင်းဝင်ရန်ကုန်ဘယ်နားမှာနေရ ကျွန်တော်မြို့ရဲက36လမ်းမှာနေတယ် ဟိုလေကျွန်တော်ကိုတီပေါင်းဝင်ကိုမြင်မှုတို့လိုရှိနေတယ်ဗျာဒီလား ကျွန်တော်ကျောင်းပြီးရဲကကျွန်တော်အဖေညီကိုတွေလှုပ်တဲ့ဒီငါးလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းမွေးမြူရေးလုပ်ငန်းအဲ့လုပ်ငန်းအနေနဲ့ကျွန်တော်ပသိမ်မှာပဲနေပြစ်တာများတယ် ဟုတ်ဟိုကျွန်တော်စိတ်ထဲမှာလေကိုတီပေါင်းဝင်ကျွန်တော်မြင်မှုတို့လိုဖြစ်နေတာဗျာ ဟုတ်လားဘယ်မှာပါလိမ့် ကိုနိုင်ဝင်အပ်ပါလေ ဒါလေးတောက်ပြီးွားရင်လက်ဆက်မနဲ့ငိုးလေးတော့အဲ့ရထိုင်သွားရက်တာမကြောက်မနိုင်နေမယ် ခုနိုင်အားနဲ့ကြောင်ကြောင်ပြန်လာတော့ပါ ခိုင်းစားနေ အဲ့ဒီဟိုမှာကိုတင်မောင်ဝင်ညီမဆိုင်ရှိရဲ့အဲ့လက်ဆောင်လေးရမ်းလာတယ်တွားကြည့်ပါ ဆိုတော့ကြည့်လိုက်မယ်လေ ငါတို့လည်းလိုက်မယ်လေ ငါလိုက်မယ်လေ ခဏလိုက်ပါလေ ပါကိုတင်မောင်ကအဲမှာပြီးသွားရင်ပတ်တော့ကျွန်တော်နဲ့တောက်တော့မတောက်တော့ ဟုတ်တယ်ကိုလေးမောင်တို့ကမတော်တောင်းတောင်းမှာပေါ့အားနာတဲ့တင်လူကြီးရေဆိုတော့မဲမဲကလေး ဟာမကလေးလေးကိုချက်တာတော့ရှင်းတယ်ဟာ ရှက်ဘူးလားတင်မောင်ဝရှိနေပြီ ခင်ဗျာဘာလို့ကြည့်ရလဲ ပြီးတော့ငါရှိတိတ်တယ်ယူ တွားခင်ဗျာညီမဖိုင်စီတော့ရောက် လို့ပါကွာဟိုမှာကိုလေးမောင်တော့သွားကူအောင်ပြီး လက်ဆောင်လေးတွေရမယ်နော်လက်ဆောင်လေးတွေဟဲဝေးဆောင်ပြန်လက်ဆောင်လေးတွေရမယ်လာဒါကိုလီတီယိုလာ အဲ့ဒါကြရင်စောထားပြီးလမ်းလျှောက်ရအောင် ငါလည်းရှောက်မယ်လေ ကောင်းတာပဲနုံးနှစ်ယောက်ရှောက်ကြလေ ဟာလျှောက်เสียလား ငါဂိမ်းထဲဝင်ပါမိတာမားပြီလားမသိဘူးအဲ့ဒီအချိန်ကစပြီးတော့စကားကိုကောင်းကောင်းမပြောရတော့ဒီငါ့ကိုရှောင်းနေရလားလို့ မဟုတ်ပါဘူးနင်းလောက်ကင်နေရောစင်ပြေရလား သစင်အိတ်တော်ကြီးလား အိတ်သွားပြီ ညဘာလို့မေ့နေရလဲ ဟုတ်ငါအိတ်ခန်ဒီကော်ဖီဖြောတောက်မိလိုက်လို့ မတောက်နေလေကော်ဖီ နင်းနဲ့ငါ Facebook မှာ friend မဟုတ်တော့ဘူးနော် ဟုတ်ပါတယ်နေအိမ်တော်ကြသွားပြီးရငါမသုံးပြတော့တာငါ Facebook သုံးနေဆိုတော့လေငါနေကိုမြင်နေခြင်းလို့လေ
တော်ပါတော့ဟာအဲ့အကြောင်းလေ ဟုတ်ပါဘူးငါဒီတိုင်းပြောကြတာပါမတော်လို့လည်းမရဘူးလေတော်ပါရဲ့ချင်းလုံးတော့ကြီးသားဖြစ်ပြီး3လကြာမှလက်ထပ်သွားတဲ့ဇုံလေးပဲကို နင်ကဖောက်ဆိုလို့ရှင်လား ဖောက်ရမှာလေဘာမှမဟုတ်ဘူးလေ မဟုတ်လေနင်ပြောနေတဲ့ပုံစံကငါပဲအပြစ်ရှိတယ်လို့မျိုး ဟာမဟုတ်ပါဘူး နင်ငါယောက်ျားရှိမှစကားပြောဆိုတာစင်ကျင်နော်နင်ပြောမှုဆိုမှုနင်ငါမကြိုက်ဘူးသူနဲ့ငါနဲ့ကြာမှာဘာပြဿနာမှရှိရလဲမဟုတ်ဘူးအခုကစားပွဲဆိုတာလဲငါသူ့ကိုစိတ်ကောက်လို့တမင်တကာလှုပ်လိုက်တာပဲရှိတယ်နင်လည်းမြင်တာပဲသူနင့်ပေါ်တော့လောက်ခင်နေတဲ့ဟာ တိပါရဲ့ခြားတိတ်ကစိတ်ရှင်းတယ် အေး तू ကငါ့ဘော်ကလေးလို့ဆိုတယ်ချစ်လဲချစ်တယ်ငါမြင်မှုသမျှယောက်ျားရည်ထဲမှာလေ तू ကစိတ်ထားအကောင်းဆုံးပဲ ငါလည်းနေကိုပြင်မှာတွေ့ပြီးတော့စကားတွေပြောချင်နေခဲ့ ဟာတားရေပြောမနေစမ်းပါနဲ့ဟာ ကဲအားလုံးပြောချင်တာကတော့အခုဓာကြီးစီးတာပေါ့ကွာဟိုဘာစီးရခေါ်တာပါစာဖေးအေးပြောစာဖေးစာဖေးစီး ဘာရှိနေရတော့ ကြည့်ချက်ရွှေနော် ဘာစာဖေးအဲ့စာဖေးစီးတာညီလေးညီမလေးတို့အခုဒီကနေလှမ်းကြည့်နေဘာလို့အချက်ရှိလဲဆိုတော့ညီတို့ညီမတို့ကရေနေနဲ့ကြောက်တယ်လို့ကိုထင်တယ်ဒီကောင်စီရေမကြောက်ရအောင်ပြစ်ချတော့ဒီဖြစ်နေတယ်ပြောချင်တာတုံတယ်ကွာတိလားအဒီက balance ညီအောင်သွားရတယ်ဒီက balance မညီအဆင်မပြေဘူးဟိုအကိုတောင်ရိုးတွေကြတော့ဟိုညီတို့လည်းမြင်မှုမှာမဟုတ်ကွာအကိုစီးတော့ဆိုရင်အနည်းဆုံး maybe ပြောရမယ်ဆိုရင်အနည်းဆုံး9နှစ်10နှစ်ပေါ့ဒီဟာလေးကလှိုင်းလေးတွေကတီးတယ်ညီတို့စီကတီးတယ်အကိုစီးတော့နှိုင်းရလေမြင်လေဟိုးမြင်အဲ့လောက်ဒီကိုတော့စီးခဲ့ 9ရက်လောက်ရှိတယ် ဟာမြင်လေအဲ့ဒါမြင်လေအဲ့ဒါမြင်လေကွာကိုအဲ့လိုစီးခဲ့ကြတာအဲ့တော့ညီလေးတို့ဘယ်လိုပဲဖြစ်ဖြစ်ဒါလေးတွေတော့စီးပါစူးစမ်းအထုံးမှုတော့နည်းနည်းလိုတာပေါ့လေနော်ပြောပါဘာတိကျလဲဘာမေးကျလဲပြော အခုညီမတို့မသိလို့နည်းနည်းတော့နမူနာစီးပြပါလား ဟဲအဲ့လိုလေမစ်စီပြလိုက်ရမစ်စီပြလိုက် ဟမ် စီပြလိုက်ကလေးတွေကို အော်အကိုပြောနေတယ်မှာပါသွားပြီလေဒါလေးတွေကသေးတယ်အကိုကအဲ့လိုကြီးတီးတာဘာဖြစ်နေလဲ နိုင်မုံပြီးတော့ခြားကြတယ်လို့ပြင်းတယ် ဟော ဒီခီကိုလာတဲ့သူတွေအားလုံးကတတိကဲတွေကြီးပဲနော်။မြင်းလည်းမစီရဘူး၊ဆိုင်ကယ်လည်းမစီဘူး ဟာဟဲ့ဒီမှာငါတို့ကစီးရဲတယ်ဟိုအမြဲစီးနေကြဆိုတော့ဟိုယိုးနေပြီမို့လို့မစီးတာ ကိုလေးမောင် ဗျာ ကိုလေးမောင်မြတ်မပြောကြဘူးပဲနော် အာပြုတ်ကြတော့မဟုတ်ပါဘူးမြင်းစီးရင်နဲ့မြင်းဘဝအစင်းမှာနည်းနည်းလေးချေချော်ကြတာဒါတော့မြင်းသမားကပြောသေးရဲ့နော်ဟာအခုစီးလာတာပကံခက်ကတူရဲကောင်းတယောက်စီးလာသလိုပဲတဲ့အဲ့ကျွန်တော်ကလည်းပြောဘူးလေသူကဘသူစီးလေအဲ့လိုပဲပြောဟာမကြီး မင်းအရာမဟုတ်ပါဘူးကိုလေးမောင်ပြောတာကိုကြီးရပါ အဲ့ညစ်တာဗျာညကလေမအခန်းရှိမှာဂီတာတီးဖို့လုပ်သေးရဲ့ဟိုကအရန်ညက်နဲ့တော့ ။ပေါက်ပေါက်ဆက်တိုင်းပြော ဩစူးစမ်းမယ်လေဗျာသူကြီး ။တနေ့ကုန်ကြတော့မကြိုးစားဘူး အလေးလားလေးဗျာလဲချင်းပတ်ချင်းကိန်းကျင်သေးရပါတော့ဟုတ်တယ်ဟာမိုက်လိုက်တော့ကွာလက်စအခုဟေးကျွန်တော်ကြီးနေစေရ ဟာကြိုက်တာဗော โอเค ကြာတယ်ဗောမင်းရတယ်တော့ဗောမင်းရ ။ဟဲ့ ဟမ် ။ဟဲ့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 ။ဟဲ
ကျမဝဲငါဟိုနေ့ကလေဘိုက်တယောက်ကိုတွေ့လိုက်တယ်အဲ့ဒါနင့်ဦးလေးမလားငါတို့ចောင်းတက်တော့ကလေငါတို့ရဲ့မြန်မာစာပါမောက်ခကြီးမလား ဒီဟုတ်တယ်နင်တွေးလိုက်တာဒီမှာလား အေးဟုတ်တယ်သူနင့်စီကိုလာနဲ့တူပဲနော်သူ့ပုံစံကိုကြည့်ရတယ်မျက်နှာလည်းတိတ်မကောင်းဘာဖြစ်လို့လဲ နင်နဲ့ပြန်တွေ့ရပြောတော့ငါ့ကိုစိတ်မချလို့တယ် ဘာလို့စိတ်ချရလဲ ငါနင်ကိုပြန်ချင်းမိပါ ဟာကျမဝဲတီးမှာယောက်ျားရှိရလေနင်ကဘာလို့ခုမှတီးနိုးလာလဲ သိပါရဲ့ဟာ တီးရင်အဲ့လိုမပြောနဲ့လေတင်မောင်ဝဲရဲ့ ရင်တော့ခံစားချက်တွေပြန်ပေါ်လာတော့ငါလည်းပဲတက်နိုင်ပါမယ်မမတော့3နှစ်လုံးချစ်လိုက်ရတာအခုကျတော့ နင်ဘာလာပြောနေရလဲငါနင့်ကိုချစ်တယ်လို့ပြောခဲ့ရလေငါနင့်ကိုနောက်ဆုံးအဖြစ်ပြန်ပေးခဲ့ရလေချစ်တယ်လို့နင်ပဲပြောက်သွားခဲ့ရလဲနင်မှတ်မိလားဟမ်နင်ဘာမှမမိတော့ဘူးလားဟမ် ငါမရွာရဲဟာဒီငါ့ကိုပြန်မချစ်တော့ဘူးလို့ပဲထင်တာ3နှစ်လောက်ထိကြာတဲ့အချိန်မှာအားလုံးပိုင်းသဘောကျခံရတဲ့နေရငါ့ကိုပြန်မချစ်တော့ဘူးလို့ပဲငါထင်ခဲ့ပြီလို့ပါ နင်တတိမရှိရလေငါလည်းအဖြစ်ပြန်ပေးလိုက်ရောသူနောက်နေ့ကြောင်းမလာတော့ဘူးလေအဲ့ဒါပြီးတော့တံပတ်တိတိပျောက်သွားတာကြောင်းလည်းပြန်တက်ရောဘာမှဖြစ်ခဲ့တယ်လို့ပဲငါ့ကိုလည်းမသိချင်အောင်စောင့်နေတာ ငါမထင်တာတွေဖြစ်သွားလို့ငါလန့်သွားလို့ပါငါပြန်လာတော့နေရာလဲငါ့ကိုစိတ်ဆိုးနေပြီငါစကားလာပြောမရဲတော့လို့ပါ ဒါပေါ့တီးရကဒီလောက်မာနနဲ့အိမ်တွေနဲ့နေတဲ့ဟာကိုသူ့အဖြစ်ပြန်ပေးပြီးကမှနင်ကဒီလိုကြီးပျောက်သွားတော့ဘဲကောင်းမလဲ အဲ့နောက်ပိုင်းငါစိတ်ချမ်းသာရပါထိခိုက်လာလို့ဆရာဝန်နဲ့ပါပြခဲ့ရတယ်စိတ်ကူးတောမှုခံလို့တက်တာခဲ့တယ်ဆိုပေမဲ့လေဒီကြီးစားရသွားတာတို့အိမ်တော်ကျသွားတာတို့ကြားတဲ့အချိန်မှာငါထပ်ပြီးနေမကောင်းဖြစ်ခဲ့တယ်အဲ့ချိန်မှာငါဦးလေးမှာပဲငါနေခဲ့တယ်ဒီပင်လေရုပ်မြင်ငါစိတ်တက်တာရတယ် ငါနဲ့ပေါ်အရင်စိတ်ဆိုးနေခဲ့ရဲဆိုပေမဲ့လည်းခဏပါပဲနေ့ပေါ်မှာငါခင်မင်မပြတ်ခဲ့ဘူးဒါမဲ့နေ့ကိုဒုတိယကြိမ်အခွင့်အရေးပေးဖို့အတွက်ငါမာနာအခွင့်မပြုဘူးပြီးခဲ့ရည်လည်းပြီးပြီတမဝဲငါတောင်းဝင်ကြည့်တယ်ငါနေ့ကိုချစ်ခဲ့ဟဲ့အခုချိန်မှာတော့မျက်စီမှာနင်ပြောတဲ့ဒီပင်လေကြီးပဲရှိတယ် မြစ်တာတရားဆောင်ပြီးတော့ပေးလာရဲ့ရင်တဲ့ထီရောက်ပြီးမှနာချေဒီတန်ရာရှိဒီခန္ဓာဒီတဲ့ရွေဒီလုံးနေထမလို့ချင်း The Sandia man can be the tight day Below be we bien le me Nita dia Song be the be la ye Yeneti Yao be ma na che Titania she Di khana di the yue Di lo ne Tamalo chin